စ္စည်းဟာဥပြီကွာမြအေးကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းလို့ဥလိုက်တော့လေမြလေးကဟဲ့အဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းကိုင်းဘသူပိုင်မယ်ဆိုတာသုံးအောင်သားထောင်ပေါ့ဥရောဥတော်ပထမဥတဲ့မြအေးကရေထဲထမင်းရှားလေးနဲ့ကူးပြီးတော့တစ်တုံးလေးတွဲပြီးတော့ဆွဲလာကူးလာဘာလဲတစ်တုံးဖဲပြီးနှာခေါင်းနဲ့မျက်လုံးလေးဖော်နှာခမ်းနဲ့မျက်မဲလို့ချမ်းချလုံးစကားလည်းပြောဘူးအော်တိုင်းလည်းဘုကောင်မလေးလှပြေးပြေးဘူးသူကချမ်းချမ်းလေးနဲ့ပါသွားအဲ့တစ်တုံးလေးဆွဲသွားပြီးတော့ရေထောက်မိလောက်ပြီဆိုတော့မှရင်စိုးလောက်ကျမှတစ်တုံးလေးဆွဲသွားဟဲတစ်တုံးကြီးတော့သေးသေးလေးတစ်တုံးကြီးတော့သေးသေးလေးပါဘာလေးရေးအော်အနှစ်ကြီးမတူပါရဲ့အနှစ်ကြီးမတူပါရဲ့နောက်ဆွဲသွားပြီးရေကဒူးစစ်ပေါင်နဲ့လောက်ရောက်ခုတော့ပါမှာလေးနောက်မြအေးတရားနာပရိသတ်ရေတုံးပေါ်ကနေကြော်ကြည့်လိုက်မလေးဒါပါမလေးဘာလဲဒီတုံးကြီးလှုပ်ပြီးတော့ဆွတ်နဲ့ပြီးဟဲ့ဘာလဲဘာကြီးမလေးနဲ့ကြည့်ချင်းဒါနဲ့သူတခါပြေးပြီးတော့ပြန်ကြည့်ဟိုမျက်လုံးလေးနဲ့နှာခေါင်းလေးဖော်ငုံကြည့်လိုက်မလေးပြုတ်လို့ဟာမျက်လုံးမပါနဲ့မလေးပြုတ်လို့ဟဲ့ကတုံးကြီးကဖုန်းကြီးလူတွေကြီးနဲ့တူပါလေရမ်းပြောတာတဲ့ဟဲ့နှာခမ်းနေမြောင်မဲလို့ချမ်းရှာရောဒီမှာဟိုတော့လေချမ်းလာပြီတော့အေးလာပြီတော့ဟုတ်ကဲ့ကိစ္စမရှိပါဘူးဒီမှာလေးဟုတ်တော့ငါပြောတာဟုတ်ပါလေဒီမှာရဲ့ဒီမှာလေးကဖုန်းကြီးလူတွေကြီးနဲ့တူတယ်ဟောဒီမဲ့တော့ချီတော့အောက်ထောက်တာထောက်သေးပြကိုးတာအဲ့တော့ထောက်တော့ဟုတ်ကဲ့နောက်ဒီမှာတော့ဘောတက်လေဘောတက်တော့ညာဟိုကျုပ်ဘောတက်လို့ဖြစ်ဘူးဟိုတော့လည်းပြောမှာတော့ချမ်းသာပြီနှခမ်းလေးမြောင်မဲလို့အေးမိလိမ့်မယ်ဘောတက်ကျုပ်အခုမပါဘူးလေမတက်